တရားနာမည်နန်ချက်ကိုဖိုးသိမ်းလို့ခေါ် ဘာလို့နန်ချက်ကိုဖိုးသိမ်းလို့နာမည်တွင်လာလဲသိဟေးကုန်တော့မှာဟဲ့ရကာ အဲ့လိုတတိတစ်ချက်လွတ်တာနဲ့တစ်ဖက်တိသွား တချမ်းကြည့်ရင်တချမ်းထွက်သွား Oh my god wow ကြာအဲ့ဒါအကွက်တွေပြနေအောင်လို့မင်းတို့၄ယောက်ဒုတ်တယောက်တစ်ချောင်းစီယူငါနောက်လိုက်ခဲ့ငါအစွမ်းကိုပြကြောက်ရှိုက်ဒါလို့ sorry ဘာလို့ကန်တယ်ကိုဆရာပဲရိုက်တော့ရိုက်တာဗောဗျာအဲ့ဒီစကားတော့မှစကားရှိသေးတယ်ကျွန်တော်ဒီမှာခေါင်းလားဟဲ့ကြာပဲခေါင်းရိုက်တွေ့လားအဲ့ဒါပဲနော်မရိုက်ရဒီမှာဟဲ့